ပြီးခိုင်တော်ဒီဖုန်းပြော live လွှင့်မှာနော်live လေးကပြန်စမှာရတော့မယ်တဲ့မှာကျမတို့ကအဖက်ဖက်ကဝိုင်းပြီးတိုက်တယ်ကျမထက်ချက်အလက်နဲ့ချပြမှာရတော့မယ်ပေါ့နော်လေရင်စီးပြီးပြန်လာတဲ့ကောင်မလေးတော့ငိုနေပြီထားလိုက်ပါတော့ကလေးကိုမလုပ်တော့ဘူးသူ့အသက်ကလေးကခုမှ24 25ပေါ့ထားပါတော့26ပတ်လည်လောက်ပဲရှိမှာအဲ့တော့ကျမသူ့ဟာကိုလည်းအာယုံဆိုင်နေကြကြအခုတော့ငိုးနေပြီဆိုတော့ကျမထပ်ပြောရင်သူကမှလေပင်တက်တည်ဖို့ပဲကြံတော့မှာအဲ့တော့ကျမမပြောတော့ဘူးကျမအလူသူများလူဖြစ်သွားတယ်ကျမမခံနိုင်ဘူးသိရမလားတို့ဖြစ်ပါတယ်လို့ပါသူကျမမကောင်းကြောင်ပြောလေကျမနဲ့အဲ့ရှူတင်မှာရှိနေတဲ့လူတွေကျမဘလို့နေလဲထိုင်လဲအတီးဆုံးကျမနေနာလေးကျမမင်းသမီးတာပြောကျမမင်းသမီးလိုမဟုတ်ဘူးကျမယောက်ျားကြီးလိုနေရဝတ်နာမကြီးတီရှပ်နဲ့ဘောင်းနေကျမနေတာကျမအကြောင်းသိတယ်ကျမနဲ့ဘောင်းနေလူတွေသိတယ်ကျမမင်းလေးလိုတော့မြင်ကြအောင်ကျမယောက်ျားလေးလိုပဲနေတာကျမမင်းသမီးလိုစာရကျမတစ်ခါမှမနေခဲ့ဘူးနော်အဲ့အခု तू ပြောနေ तू ငိုပြီးပြောနေထားလိုက်နင့်ကငါမရှင်းသေးဘူးခုဒီမှာငါ့ကိုနောက်တစ်ယောက်ထပ်ပြီးတိုက်ခိုက်တယ်နော်ထားပါတငယ်ချင်းဘက်ကပဲနားလို့ပဲဖြစ်ဖြစ်ဟိုဟာပဲဖြစ်လို့ကျမကပဲမသိမဟုတ်မှန်တယ်လို့မတန်းတရားတယ်လို့ပြောနေတာနော်အဲ့တော့ကျမကိုဖုန်းနေဆက်တယ်ဆိုရင်ကျမကို August လမှာစဆက်ပါပြီသူပြောသလိုပဲ August လမှာပေါ့နော် August လမှာနေမှာကျမကို Telegram နဲ့စာရေးပို့ထားပါသေးတယ်အဲ့လေသူပြန်ဖြတ်ပြီးတော့သူတည်လာမြန်မာဆိုလို့ပဲဟိုဘက်ဒီဘက်တစ်ခါ delete လုပ်သွားတယ်ပေါ့နော်အဲ့တော့ဒါကျမ August သူကကျမအလုပ်ကြောင်းပြောမှာတဲ့အလုပ်ကြောင်းပြောမှာနော်ဟောငါက gallery ပဲရောက်သွားတယ်အလုပ်ကြောင်းပြောမှာAugust 6 ရက်နေ့August 6 ရက်နေ့ထားပါလားသူ့ရဲ့ဖုန်းနံပါတ်နှစ်ခုကိုကျွန်မဖုန်းပေးထားမယ်3နာရီမနက်3နာရီ46မှာဒီမှာ August 6 ရက်နေ့ကျွန်မစီကိုသူ contact land လုပ်တဲ့အချိန်မှာကျွန်မကိုအလုပ်ကိစ္စပြောဖို့တဲ့မနက်3နာရီ46မှာ X ကိုဘာလို့ကိစ္စပြောကြရှိရလဲရှင်ကျွန်မသိချင်လို့အခု post တင်နေအကိုကျွန်မပထမတော့နားလေပေးဦးမလို့ပဲဒါပေမဲ့အကိုရေးထားတာတစ်ဖက်စောင်းနေရန်စံနေသလားလို့သိလားဂိမ်းဆိုင်ဘူးနော်ဟောတင်ထပြောတာဒါအနောက်ကဟာတွေရှိသေးတယ်ဒါကျွန်မကိုဆက်သွယ်တဲ့အချိန်ကြီး August 6 ရက်နေ့အခုထားပါတော့အခုဒါ October November ထားလိုက်အောင် November ဆိုတော့8လပိုင်း90 17ပေါ့ထားလိုက်အောင်8လပိုင်းမှာသူကျွန်မကိုစပြန်ဆက်သွယ်နေပြီမနက်တမပါ August 6 3နာရီနဲ့46 AM မှာကျွန်မသူဆိုမှသူဖုန်းနံပါတ်လည်းအောက်မှာပါပါတယ်ကျွန်မဖုန်းနံပါတ်လေးကဖုန်းနံပါတ်ပြရင်အဆင်ပြေပါမလားတော်ကြသိရမလားဟိုဟာဖြစ်မှာလဲစိုးလို့ဆိုတာသူဖုန်းနံပါတ်ဘာညာတိသွားပြီးဟိုဟာဖြစ်မှာဆိုလို့အကယ်လို့သက်ဆိုင်တဲ့သူတွေတိကျင်တယ်ဆိုကျွန်မရဲ့ Messenger မှာလာတောင်းလိုက်နော်ရတယ်ဒီမဲ့အကိုတို့တစ်ဖက်ကိုတင်နေတာနဲ့ကဲနေတာနဲ့တခြားမင်းကလေးမထိုးကြနဲ့ယောက်ျားမလားယောက်ျားလို့လှုပ်ဆန်းပါတက်ကြီးမှာဘာလို့ဟိုဘက်ဒီဘက်လိုက်ပါခြင်းနေရတော့ဟာငဲ့ငါ့ကိုမင်းဖုန်းလာပြီငါဒီဖုန်းကဟိုကမင်းရလို့ငါမွေးထားလို့မင်းဟိုရှာလိုက်ခုနတင်ထားတယ်ငါဟိုရှာလိုက်ငါစာတစ်ခုချင်းစီဖတ်ပြီးငါပြောမှာတနာမိုးတင်ထိတ်လာမပုံနဲ့နော်တနာမိုးတင်ငြိမ်ပြီးနေဆိုအကြောင်းရမဟုတ်ဘူးနော်ဒီမှာဟုတ်ပါတယ်ကျမနဲ့နိုဝင်ဘာမှာပြတ်တယ်ပဲထားဆရာဝန်မလေးကိုလိုက်တယ်တဲ့6လဆိုတော့ထားပါတော့နော်နိုဝင်ဘာဆိုတော့ December January February March April May မှာနော်အဲ့တော့Mayမှာသူတို့ပြောစကားအရာပေါ့နော်ဒါပေမဲ့ကျမနဲ့ပတ်သက်ထားတဲ့လူကနိုဝင်ဘာမှာတင်သူတို့တွေ့တဲ့အင်းရလိတ်ကဝိုင်းဆိုင်မှာ mind date တင်ထားပါတယ် miss that time miss that place ဆိုပြီးတော့တင်ထားပါတယ်နော်အဲ့တော့ဟုတ်ပြီ2015မှာယူတယ်မင်္ဂလာဆောင်ကို6လကြာကြိုပြီးတော့ပြင်ရတယ်တဲ့နော်အဲ့တော့ကျမသိချင်တာအဖြေရလည်းမပေးရသေးဘူးနော်အဲ့တော့မင်္ဂလာဆောင်က6လကြိုပြီးတော့စီစဉ်ထားတယ်နော်အဖြေရလည်းမပေးရသေးဘူးဆိုတော့အဖြေမပေးခင် April လလောက်ထဲကမင်္ဂလာဆောင်စီစဉ်ထားကြလားဟုတ်လားအဲ့လိုလားအဲ့လိုမျိုးလားအခုတော့ဖြစ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးကိုကအဓိကပါဝင်ရင်းနှီးခဲ့သူတယောက်ဖြစ်ခဲ့တဲ့မြောက်အမှန်တိုင်းချပြခြင်းပါတယ်ချပြပါဒီလိုချပြခြင်းဟာဘယ်သူတူတယောက်ကိုမှနစ်နာထိကြိုက်လို့ခြင်းအလျင်းမရှိသလိုအခုချိန်မှာအဓိကလူနှစ်ဦးတူကသူ့တငယ်ချင်း
ဒေါက်တာမာလေးနဲ့တူကသူခင်ပွန်အပေါ်အထင်မြင်လွဲမှာဆွဆွဲခြင်းပေါ်တရက်လွန်ဖြစ်လာတယ်လို့ဒီလို post တင်မှုအပေါ်မှာကာယကရှင်များကစိတ်ကြက်ဘလို့မှမရှိပေမဲ့ဆွေမျိုးတဲ့တငယ်ချင်းများစိတ်မကောင်းပါဆိုလို့ရှင်းပြခြင်းဖြစ်ပါတယ်ဟာအရှမ်းသဘောကြတာပေါ့အထူးသဖြင့်ခုမှပျော်ရွှင်ပွဲအတိပြည့်စုံနေမင်္ဂလာပွဲကျင်းပပြီးကစားတငယ်ချင်းဒေါက်တာမင်းကလေးကိုပုတ်ကိုကြီးတိုက်ခိုက်ရမယ်တရားချင်းစော်ကားရေးသား comment အနေနဲ့ချိုးနှိမ်စံခံရတွေတိတ်များကျမဒီစကားကိုပြောချင်ပါတယ်ကျမခုန live မှာလည်းပြောခဲ့ပါတယ်ကျမအဲ့အမအားနာပါတယ်အဲ့အမဒီကျမသူ့ကိုမဆွဆွဲပါဘူးเนาะကျမရဲ့အရှိ post မှာလည်းစနိုက်ကြော်ပါတယ်ကျမစီကနေလူပါကျမတလုံးတလီမှာကျမမင်းကလေးမစော်ကားရပါဘူးเนาะဒါကျမဘယ်လိုပြောချင်တာပါမနေ့က post မှာလည်းကျမမတိုက်ခိုက်ထားပါဘူးလုံးဝမတိုက်ခိုက်ထားပါဘူးကျမမိန်းမချင်းချင်းမင်းကလေးဆက်ဆက်နဲ့ကျမရှင်းပါမယ်เนาะအဲ့တော့သူနဲ့လက်ထက်ခဲ့တဲ့သူကကျွန်တော်တို့လည်းအမြင်အစားတူသွားတူခင်မင်းရဆိုကြောက်ကြောက်တူဖြစ်ပြီးသူကနောက်ဆုံးအခုသင်ကြီးဆိုတာ80ဇလန်2024နိုဝင်ဘာမှာအပြီးပြက်ပြီးဆုံးသွားသူတို့နဲ့ရင်းနှီးသူတွေငယ်ငယ်ကြီးရှာတဲ့ကိစ္စပါလို့ရကိစ္စလည်းမဟုတ်ပါသူတို့3နှစ်တာ80ဇလန်ကလည်းဂျားထဲမှာပြဿနာမျိုးမျိုးတက်ခက်ခဲနေပုတ်များဆိုလည်းရှိကြတာပါဘယ်သူမှဒီမှာကျွန်တော်ဘယ်သူမှဒီမှာပြောလို့ပါဆိုတော့ကျွန်မမနေကြရလားအဲ့လိုမျိုးလားဟဟလားဟုတ်ကဲ့အာမနာရှာမကျိုးတော့ပြောတတ်ကြတယ်ပေါ့နော်မလီတော့တာပြောချင်တာတဲ့အခုတငယ်ချင်းဒေါက်တာလေးရဲ့ခင်မုန်းကသူ့ရဲ့နောက်ဆုံးအဲ့တယောက်နဲ့မနစ်ကလိုရမှာပြက်ခဲ့ပြီးနောက်မှသူတို့နှစ်ဦးစားတွေ့ခဲ့ကြတယ်အဲ့မှာမြင်ချင်းသဘောကြဝါဆက်တငယ်ချင်းဒေါက်တာကိုကျွန်တော်ကတဆင့်မိတ်ဆက်ပြီးလို့10ရောက်လောက်ဖြစ်နေတယ်ညှိကြအောင်သိလားအင်တာဗျူးဖြေရ2ယောက်ရဲ့မိတ်ဆက်ပေးဆို1ယောက်ညှိကြအောင်ချင်းချင်းတည်းမှာငါမိတ်ဆက်ပေးရလားမင်းကမိတ်ဆက်ပေးရလားဒါမှမဟုတ်တည်းမှာ3ယောက်လောချင်းရိုက်ကြဒီကောင်းနေလားငါတို့3ယောက်တူတူမိတ်ဆက်ပေးမယ်ဘယ်သူတွေပါအောင်မလဲ come on လားငါတို့ဦးဆိုအဲ့လိုမိတ်ဆက်ပေးခဲ့ကြလားညှိအောင်စကားဆိုတာပြောမယ်ဆိုရင်ရှင်းတော့ညှိရပြောရတယ်ပြီးတော့သူများကိုပြောမယ်ဆိုလဲပတ်စော့လာခွင့်ဆောက်ပတ်စော့လေးဖွင့်ပြပါဦးသူများကိုပြောမယ်ဆိုရင်သူများကမထိအောင်ပြောရတယ်ရှင်းလို့ကျွန်မပြောထားပြီးသားကျွန်မကိုမထိအောင်ပြောအခုလေရှင်းလို့လုပ်တဲ့အပေါက်ကအခုကျွန်မကိုထပ်ထိပြန်ပြီနော်မြင်းချင်းသဘောကျစိတ်ကို तू ကမြင်းချင်းအကုန်လုံးသဘောကျတယ်မပူနဲ့ဝလုံးကားကြီးဖြတ်သွားအောင် तू သဘောကျတယ်သိလားစိတ်ဝင်စားတကယ်ကြီးဒေါက်တာကိုကျွန်တော်ကတစ်စင် mix ဆက်ခိုင်းချင်းရခဏလေးလောက်ပါတကယ်ကြီးနေတားကြပါတည်တယ်တကယ်ကြီးနေဘာတားရလဲမလောက်ပါနဲ့ host မလောက်ပါနဲ့လို့တားခဲ့ရလားနော်ဒီတော့တကယ်ချင်းဒေါက်တာလေးကတဲ့နုပညာလောကတွေကမဟုတ်လို့အနေအေးသူရွှေရှင်သူမှန်ပါတယ်ကျမလက်ခံပါတယ်ကျမတစ်ဖက်မင်းတို့လုံးဝမစော်ကားပါကောင်းပါတယ်နော်မိဘတိုင်းဝိုင်းအနေထားရအပျော်ချမ်းမှုမတင်ကြအောင်အဲ့တော့ကျမကကြတော့အပျော်ချမ်းမှုတင်နေရှင်တို့အဲ့တော့ပါဇက်တီပိတ်ခဲ့ကြရလားဟုတ်လားကျမအပျော်ချမ်းမှုတင်လို့ရှင်တို့အပေါက်တွေကုန်ပိတ်ခဲ့ပြီးတော့လှုပ်ရှင်တို့တူတူပဲမြောက်ပေးခဲ့ကြတာလေမဟုတ်ဘူးလားဟမ်ခမရရဲ့ရင်စရိုက်တွေဖြောက်ဖြက်ပြီးမှချစ်ကြိုက်တင်ကြောင်ဖြုတ်ပြခဲ့တာပါ။အော်အဲ့စာရေးချင်မှရှင်တို့ကျမနဲ့တွားတူလာတူလုပ်ခဲ့ကျမမျက်နှာမြင်မပူကြဘူးလား။အဲ့တော့ကျရှင်တို့ကောင်းတယ်လေတည်မလားပြင်းတူဘူးဆိုပြီးတော့ကိုရှင်တည်ရလားရှင်တို့လုံနေခဲ့ကြလေ။ तू ကိုရဂရီတွေထပ်ပေး तू ကဂရီကတော့အကုန်လုံးပေးတယ်မပူနဲ့ကျမကိုလည်းပေးတိုင်းဂရီကနောက်ဆုံးဖျားမှာပါရေတောက်ပြီးဂရီပေးပါမယ်ဆိုလို့ကျမတို့ပြန်တွဲခဲ့တာ။နော်အဲ့တော့မပူနဲ့တကယ်ချစ်မြတ်လို့ဒေါက်တာလေးကိုချင်းခဲ့ခဲ့တာဖြစ်ကြအမတွေခံခဲ့လို့ကျွန်တော်တို့ကိုယ်တို့နှစ်ဦးကို mix ဆက်ပေးခဲ့တာပါ။အိုးရှင်တို့အဲ့လိုလွယ်ယုံလာလားရှင်တို့ရှိမှလည်းအများကြီးဖြစ်နေအောင်ရှင်တို့လွယ်ယုံသေးတာအွန်လိုက်တာရှင်အဲ့တော့ကျမတော့ကကျမဘာဖြစ်လို့မိကောင်းဖခင်သားသမီးမဟုတ်လို့လားကျမကဘာလုပ်နေလို့လဲဟမ်မိဘအတိုင်းဝိုင်းအနေထားရောကျမသိကျင်တာပါအနေအေးသူရိုးရှင်းသူမိဘအတိုင်းဝိုင်းအနေထားရအပျော်ချမ်းမှုမတင်ကြောင်းဆိုတဲ့စကားဘာဒိတ်တွေကိုပြောချင်တာပါတလေဘာဒိတ်တွေကိုပြောချင်တာပါတလေဟမ်ကျမအဲ့လိုမျိုးပြောနေလို့ကိုမကြိုက်လို့ကိုဒီ post တွေတင်ပြီးရှင်းနေပါတယ်ဆိုမှအနေအေးသူရိုးရှင်းသူမိဘအတိုင်းဝိုင်းအနေထားရအပျော်ချမ်းမှုမတင်ကြောင်းဆိုကျမရဲ့မိဘအတိုင်းဝိုင်းအနေထားဘာဖြစ်နေလို့လဲဟမ်ရှင်တို့ခုတ်ပေါ်ခွစီးနေလို့လားကျမမိဘအတိုင်းဝိုင်းကဘာဖြစ်နေလို့လဲဘာဖြစ်နေလို့လဲအတူချုပ်ပြောရရင်နဲ့ तू ကအရင်ဇလန်းပြီးပြက်ပြီးဆိုမှဒေါက်တာမာလီကိုဆက်တယ်တေးကြလားတမမိုးတင်စမြင့်လှန်အကုန်ရှုပ်မှာနော်တေးကြလားနင်တို့မသေးကြရပြောနင်တို့အကုန်ပါမှာနော်ငါဆွဲထဲမှာသေကြလားနင်တို့ဒေါက်တာမာလီကိုစကြိုက်ခဲ့တဲ့တက်လိုက်ခဲ့ဒေါက်တာမာလီကချက်ချင်းလည်းဖြင်ပေးခဲ့ပါဦးဟဲ့ငါပြောပြမယ်ငါရဲ့မွေးနေ့ match လာမှာငါနေပြီးတော့မှငါမွေးနေ့လာလုပ်တယ်နော်ငါမှာဓာတ်ပုံငါဖုန်းထဲမှာဓာတ်ပုံငါမှာ6ထားချက်လက်ရှိတယ်ငါမွေးနေ့
ဖုန်းခေါ်နေလည်းမသိဘူးငါမွေးနေ့ March လမှာငါနဲ့တဟိုတယ်တယ်ငါနဲ့ဘာမှဖြစ်ဘူးနော်ငါရှိနေတဲ့ဟိုတယ်မှာဒီအမျိုးသားငါနဲ့ရှိခဲ့တယ်ငါနဲ့တခန်းကျော်မှာရှိရနော်အဲ့ဒီအချိန်မှာ तू ငါသူ့ခန်းရှိအမြင်နဲ့ဖြတ်သွားဖြတ်လာလုံနေတာဘာလို့တခန်းကျော်တော့တခန်းပေးငါမောင်လေးအခန်းငါကတော့ငါလို့ပြော sorry နော်သူ့ကိုပြောတာနော်ကြည့်ရလူတွေပြောရမဟုတ်ဘူးငါမောင်လေးအခန်းအဲ့တော့ငါနဲ့သူနဲ့တွေ့တယ်ငါဖြတ်သွားလဲသူတွေ့တယ်သူဖြတ်သွားလဲငါ့ကိုတွေ့တယ်အဲ့တော့သူနဲ့ငါနဲ့စကားပြောဖြစ်တယ်နော်အဲ့တီဘာလုပ်နေလဲဟုတ်ကိုလုပ်တယ်ဖြစ်တယ်အဲ့ဒီအချိန်မှာ तू စားနေတဲ့ food ပေါ့နော် तू အဲ့တော့ဝိချနေတဲ့ food box ကအဲ့ကနေတေးလာတဲ့ဟာအသေးငန်လိုက်နေပြီအဖြစ်မပေးတဲ့ဟာနင့်အဲ့ box ကြီးကင်ပြီးတော့အဲ့ဟာမှာအဲ့လိုမျိုးတည့်ရမှာဘသူကတကူကထိုင်နေပြီးတော့ဒီပြင်ပေးလိုက်မှာပဲလိန်ရင် fax နဲ့လေငါ့ကို line မထိုးချနဲ့ငါ့ကိုထပ်လာထိုးချလို့မရငါတိမခံတော့ဘူးနော်အဲ့တော့ဟုတ်ပြီအဲ့မှာရေးထားတယ်ကျွန်တော်တို့တင်ရအောင်လောက်တောင် rotate ပါလားအော်အားကြတယ်အမလေးအကုန်လုံးနဲ့ rotate တယ်ငါနဲ့တော့လေ rotate မှာပြီးတော့မလဲ9000 4နှစ်မို့2နှစ်ကျော်မှသူ့အကြောင်းကုန်လုံးအလုံးစုံသိတာနော်စောက်ယူမာကြီးစောက်ငါ့ကိုကတော့လေလို့မှတ်ထားတာစောက်တုံးမာကြီးစောက်အောင်မာကြီးတော့2နှစ်လောက်မှသိအဲ့ဒါဆိုတို့သဘောပေါက်ပတ်စောဖြုတ်ထားလိုက်နော်အဲ့ဒါဆိုသဘောပေါက်4နှစ်တော့2နှစ်မှရှိတစ်နှစ်ကသိရဒါပေမဲ့ဥလေပဲတည်မလားအဲ့တော့ကျမအသက်ရွယ်ငယ်ငယ်ကလေးရှိသေးရောတည်မလားဘာမှမသိဘူးလိုလေးပဲကျမဖြစ်နေသေးတာကျမမသိခဲ့ဘူးနော်2နှစ်မှကျမအကြောင်းစုံကုန်သိတာအလေရိုတက်တာမှပြောမနေနဲ့အမလီခုမလီချင်းတို့ကိုရီးယားမင်းသားတွေတရုတ်ပြည်မင်းသားတွေရိုရဲဆိုသူ့ကိုမမီဘူးနော်သိလားငါချစ်သူလေးဘာလုပ်ချင်တော့ငါချစ်သူလေးဘာဆိုင်ငါချစ်သူဘယ်သွားချင်တော့ကျမအောက်ထဲမလန်ဆိုတော့ကျမအခုထပ်တိုက်ခိုက်လို့ကျမလှန်နေရနော်ကျမကိုမင်းနှိမ့်တံမဲ့ယောက်ျားကြီးဝိုင်းတိုက်ခိုက်လို့ကျမထပ်လှန်ပြီအဲ့တော့တဲ့အတန်ကြိုးစားဖို့ကငယ်ကျွန်တော်တို့တကယ်ကြီးအဲ့လောက်တောင်ရိုတက်ပလားမလီဟုတ်လားအခုမှရိုတက်တောင်မြင်တာအော်လိုက်တာရှင်အော်လိုက်တာစေးနေတလားတာလုံးဝင်ရတဲ့ diet plan ဝင်မီနေတော့တွေ့တယ်ရက်ပြီးခဏတကယ်ကြီးတောက်လေးရှိတယ်သူက diet plan ဝင်မတောင်စားအဲ့မလေးကျမအဲ့တော့ခုမှ extra တွေ့ရနော် diet plan ကျမ match လာတဲ့အဲ့ diet plan ဟာကျမတွေ့ထားပြီးသားရှင်းတယ်နော်အဲ့တော့ခဏသွားပြီးလုပ်တယ်မိန်းကလေးလည်းအမျိုးမျိုးလေးလာဆုံးမြချစ်သူဖြစ်ခဲ့ကြရပါတယ်ကျမဒီဖုန်းထဲမှာနေ့လေကသူ့အပေါင်းတင်ပြောထားတဲ့တနာရှိနေအောင်ဒီတည့်ရနဲ့ဝင်တိုးခဲ့တာအကိုတို့အားလုံးသိနေဆိုစကားကျမထပ်ဖွင့်ပြရမလားကျမမှရှိရနော်လမ်းဆန်းနဲ့အဲ့တော့မငယ်ကြလို့ထားပါတော့2000နိုးမှာလည်းပြုလုပ်ဖို့ပြုံးပြောပါသလိုသားလောင်းကနောက်ဆုံးအိတ်ဆွေပြတ်သွားမှတစ်ချိန်တစ်ခါလာဖုန်းဆက်ခဲ့ပါတယ်ဖက်ဆက်ရမယ်ကျမဘလို့ထားလीအဲ့ရပိုင်းမှာတော့ကျမအလုပ်ကိစ္စရှိလို့ဆိုတာကကျမအလုပ်ကိစ္စရှိတာတခြားဟာနဲ့အော်တော့ကျမရဲ့နောက်ဖုန်းတစ်လုံး iPhone တစ်လုံးဆက်လာတာကျမကဖုန်းနံပါတ်4လုံးရှိတယ်နော်အဲ့တော့ဆက်လာချင်မနဲ့3:40ကျမပြရနော်ရှင်တို့ရဲ့ရီးစားဟောင်း3:40ဖုန်းဆက်ပြီးလုပ်ကိစ္စပြောလားကျမတော့မပြောဘူး3:40အဲ့တော့ဟုတ်ပြီလွန်ခဲ့တဲ့3လကသူမရဲ့ရိုက်ပြန်စင်တာရုပ်ရှင်ကဇလန်းကိစ္စနဲ့ပတ်သက်ပြီးကုမ္ပဏီဝန်ထမ်းများသူမပြောခဲ့တဲ့စကားလုံးတွေဝင်ထဲမှာရုပ်စားဖို့တော့မီရုပ်တဲ့ဒေါသဖြင့်နိုးချင်းမနဲ့ဆုံးမှာကျမကကုမ္ပဏီဝန်ထမ်းဘယ်သူကပြောခဲ့ရလဲအဲ့စကားရှင်းရမှာနော်ကုမ္ပဏီဝန်ထမ်းဆိုကျမပြောခဲ့တာဒီကျမရဲ့ရိုက်မဲ့ဇကာတတွင်းရုပ်ရှင်ကိုမင်းသမီးပြောင်းနေဆိုပြီးတော့ကျမဝယ်ထားတဲ့ဇလန်းမှာအဲ့ဇလန်းကတတွင်းဆိုတဲ့ကောင်ကျမဝယ်ထားတာဆရာကြီးဆရာမအမအိကန်ကလည်းဒီမင်းသမီးဒီကျမသူ့ဖြစ်ခဲ့တဲ့အမွှာညီမတော့ကျမနဲ့တရုတ်ထဲမလို့ကျမရိုက်မှာပဲဒီဟာကိုရိုက်ပါမယ်ဆိုပြီးဆရာမကကျမကိုရောင်းနေတာအခုလည်းမနေ့ကဆရာမကျမကိုဖုန်းဆက်ပါတယ်မင်းသမီးပြောင်းမယ်ဆိုပြီးတော့ရိုက်မယ်ဆိုပြီးတော့ပြောလို့ဆရာမလုံးဝစာချုပ်တက်မတိုးပါဘူးဒီကားကိုတန်တာနဲ့ပဲကျမဆရာမရိုက်ကိုရိုက်မှာပါအဲ့တော့ဝန်ထမ်းများမှာစာပို့ထားတာကိုမြင်တွေ့ပြီးရုတ်တရက်ဒေါသဖြင့်နိုးချင်းမနေ့အစောမှာဖုန်းဆက်မိတာပဲအတိအကျသူဝန်ခံခဲ့ပါတယ်အဲ့ဝန်တန်းကျမဖုန်းဆက်ပြောတာဒီထက်ဦးခင်ဆိုတဲ့ညီမလေးကိုပြောတယ်ငါညီမဒီလိုပဲနောက်ပြီးရင်ဟေပလီကစီကိုမချိုနယ်ကိုပြောတယ်ကျမအဲ့ညကိုဖုန်းထပ်ခေါ်ပြီးတော့မေးပါမယ်အဲ့အခုကတော့ညမိုးကျော်17 ခုလို့ကျမအဲ့နှစ်ယောက်ကိုကျမဖုန်းမခေါ်သေးဘူးပေါ့နော်ဒါပေမဲ့ तू လည်းကြိုပိတ်မှာပေါ့နော်ကျမအခုချိန်မှာပြင်ဆင်ချိန်မရဘူးဆိုတော့ပိတ်မှာပဲကျမမေးပါအဲ့ညကိုကျမပြောပါတယ်နော်အဲ့တော့အတိအကျသူဝင်ခံခဲ့ပါပြီးတော့ဆက်ရတဲ့ကိစ္စလည်းပုဂ္ဂိုလ်ကိစ္စလုံးဝမဟုတ်ပဲအလုပ်ကိစ္စဖြစ်ရှင်းဆက်ရချင်တာဖြစ်ပါထို့ဖုန်းကောကိုလည်းသူ့ဘက်ကမကာပြီးမနဲ့ရုံးခွင့်ချိန်မှာကုန်နဲ့ဆက်သွယ်ပြောဆောင်နေတယ်ကျမဘာမှမဆက်ပါဘူးဘာလို့မဆက်ပါဘူးဘာကြီးလျှောက်ပြောနေပြက်ဆက်ချင်သူလည်းဆက်ချင်အလုပ်ချိန်မနဲ့မှဆက်လीဘာ3:40လောက်ဆက်ကျမမှတက်တေချက်လက်ရှိရနော်အဲ့လိုမျိုး
တစ်ဖက်စောင်းနှင်းပြောလို့ကျမပြန်နေတာကျမ sorry တဲ့ခုန live မှာကျမမပြောဘူးလို့ပြောထားပြီးသားကျမဒီလူရဲ့တိတ်ခါကိုမချအောင်လို့ပဲခုကျမရဲ့တိတ်ခါကိုဒေးလာချရင်တော့ကျမမခံဘူးအကုန်စစချင်းလောက်တော့မှာလောက်မှာပေးငါ့ကိုပေးဖုန်းကျမကိုခြေပါလက်ပါလောက်ထားတဲ့ record อ่ะအကုန်ရှိရနော်တပုံอ่ะကျမမှာကုန်ရှိကျမ record အရင်သိနေတဲ့ထဲမှာပါတယ်ကျမဝေးလိုက်ဒီငါမရှိတဲ့အချိန်ငါပဲအခုပြောတဲ့ဟာကိုနေဝင်ထားလိုက်အဲ့နောက်ပိုင်း तू ကထိုကြီးစားဟောင်းနဲ့ဆက်သွယ်ခြင်းလုံးဝမရှိတယ်ဆိုတစ်ဖက်ကတင်ထားတဲ့ဖုန်း screenshot ကလည်းသူ့ရဲ့ XC ကိုရေးခဲ့တာမဟုတ်ပဲ XC ရဲ့မိန်းကလေးတငယ်ချင်း mind 2025နိုဝင်ဘာ25ရက်ကတင်တယ်တိသားပဲမနက်ကပတ်ပြီးတော့ငါတငယ်ချင်းတွေအကုန်လုံးပတ်ပြီးတော့နင်းအဲ့ဟိုဟာတွေ mind တွေscreenshot တွေပတ်စုနေကြတယ်တိသားပဲဒီလိုလုပ်မယ်ဆိုတိတယ်တမင်ပေးခိုင်းလိုက်တာသိလားဟမ်ငါစီကိုပြောလို့မှများငါဘလော့ထားတာလीငါစီဘာပြောလို့ရမှာလဲတတိရတယ်ရအောင်နေမယ်တော့ပြောပဲစိတ်နာတယ်ဘာလာပြောနာဟမ်ဘလောင်လေငါပြောပြီးသားငါ့ကိုမပါစေနဲ့နင်တို့ကကြိုက်တယ်လို့ရှင်ငါ့ကိုထပ်မထိနဲ့နင်တို့ကဟဲ့ယောက်ျားတစ်ဖုံမိန်းမတစ်ဖုံငါ့ကိုထိတာနော်အဲ့တော့အခုဇလန်မှာမလို့လားအဲ့တဲ့အကြောင်းအမှန်ကိုမသိကြဘူးထင်ချင်းနဲ့ဆွဆွဲခြင်းမှာစော်ကန်ဆက်လက်ပြုလို့ကြတယ်ကျွန်တော်ကဂျောင်းဝင်တောင်းပန်ခြင်းမှာသေလိုက်လေလားဆိုလဲသေလိုက်ပေါ့ပြီးတော့ကျွန်တော်တကယ်ချင်းဒေါက်တာမလေးချက်ပြောဆိုမှုတွေစွမ်းကုန်တီးအစွမ်းကုန်တီးကနေလိုက်ပြီးရနီးထက်လွန်မလာကြစေအမှန်တရားကိုရိုးရှင်းပြဘာလုပ်ချင်လဲလုပ်ချင်တာလုပ်လေလုပ်စမ်းဘာနဲ့လုပ်မှာလဲငါနာမည်ကိုအရင်ထိတာနော်ဘသူဘာလုပ်တယ်ဆိုတာငါသိတယ်ငါဒီမှာအကုန်ချပြီးပြောရမှာပို့အစဲခံပါလားရုပ်မာရဲဆိုတာဖြစ်ချင်းရုပ်မာဟဲ့ဒီထက်ပိုပြီးစိတ်နှောက်ချက်ဖြစ်စေခြင်းဒီထိတ်တန်းဖြစ်လာရင်တော့ကာယကံရှင်များဆုံးဘာလုပ်ချင်တော့လုပ်လေငါ့ကိုတို့တစ်ခုခုလုပ်မှာလားလုပ်စမ်းနင်တို့ရုပ်မာတာအကုန်သိတာပေါ့နင်တို့ရုပ်မာတာအကုန်သိတာပေါ့ဆက်ကြောင်လာလေဟမ်နင်တို့မိန်းကလေးတယောက်ကိုဟဲ့ငါခံနေရတယ်နင်တို့သိဒီဟာကိုနင်တို့ခုအားမနာရှာမျိုးထပ်တင်တယ်တင်းမနေ့ကလည်းငါပတ်ပေးလိုက်ပြီးသားကျမဘာလုပ်ပေးရမလဲကျမဘာရှင်းပေးရမလဲငါ့ကိုဘာပြောလဲသိလားသူ့စီကိုဖုန်းဆက်တဲ့ဟာကိုတဲ့ကျမနိုင်ကျင်စောနဲ့သူ့ကိုနိုင်ကျင်စောနဲ့ရေးလိုက်အမှန်မဟုတ်ပါဘူးလို့စာပြန်တင်ပေးပါတဲ့အဲ့ဒါတော့ကျမလုပ်ပေးဖို့စဉ်းစားလိုက်သူ့ရဲ့အိမ်တော်ကြီးစင်ပြေဖို့ဒါပေမဲ့အခုလိုမျိုးတော့ကျမကိုထပ်ပြီးတော့မလုံနဲ့လေအရင်လွန်နေကွယ်ကျမပြောတာဘေးဘူးရဖြစ်အားဖြင့်စဉ်းစားနော်ရှင်တို့ရီစားဟောင်းနေစီကိုမနေ့3:46မှာဖုန်းခေါ်ပြီးတော့အလုပ်ကိစ္စပြောလားအရင်လွန်နေအဲ့လောက်ကြီးကြတော့ဟမ်ကျမမခံတော့ဘူးနော်ကြိုက်တာလို့ကြိုက်တဲ့နေရာကြိုက်တာလို့ရောက်မသိရင်ကျမကူလီကူမကြတာတခုမှမရှိဘူးကျမဒဲတွေပဲပြောနေတာကျမမကြောက်ဘူးနော်ဒါကျမကိုစဖုန်းခေါ်တဲ့နေ့ဩဂတ်လ6ရက်နေ့3:46 AM PM တော့ဖတ်တတ်တယ်မလားဘယ်နဲ့4 နာရီသူကဖုန်းဆက်လို့လုပ်ကိစ္စနဲ့ဘာတွေပြောနေကြတာလဲတရက်လွန်တော်ထမိုင်းလည်းမပေးစားဘူးတရက်လွန်နော်ကျမမနက်ကဒါကျမဒီအကိုကျမအရင်အားနာတယ်ဒီအကိုကကျမတို့နှစ်ယောက်သွားလာတော့ကလည်းအမြင်ပါတဲ့လူကျမဝင်ခံထားပြီးသားကျမရှိရက်နဲ့တိရက်နဲ့ဝင်နေတော့ကျမတစ်ဖက်မင်းကတိတ်ခါကြမှာဆိုလို့ကျမမပြောတာဖုန်း record ရှိတယ်တရားလွန်နေနော်ရှင်းကျမမနေ့ကလည်းအဲ့ဒီလူကိုပြောလိုက်ပါတယ်ရှင်းပါတိုက်တယ်နေရှင်ကျမလူကိုယ်တိုင်လာရှင်းပြအောင်ဆိုကျမလာရှင်းမိမယ်ဒါပေမဲ့ကျမတိတ်ခါကိုထပ်မထိနဲ့ကျမကိုမဟုတ်တန်းတရားမရှိနဲ့ဘူးမြေထွန်းထွန်းရေးရတယ်
လေအဲ့ကောင် ထားမပြောနဲ့ထားနော်ကျမမှာဒီမှာကျမမနက်ကမှပြောထားအကုန်လုံးလည်းပြောဒီမှာ2 day 12:29ဘသူနဲ့ပြောတယ်ကျမအကုန် record ယူထားတာကျမမျက်မနေ့ကသူ့ဖုန်းဆက်တာတော့ကျမမျက်နှာနဲ့ရောသူ့တယ်ကျမ record ယူထားတယ်မိမကျမမှာ record မရှိပဲကျမမပြင်းဘူးကျမမှာ record မရှိပဲကျမမလုပ်ဘူးသူလည်းဖမ်းထားမှာပဲသူ record ကျမကိုခြေပါလက်ပါလုတ်ခဲ့တယ်ကျမခြေလက်တွေမှာဒဏ်ရာရခဲ့တယ်ကျမကလပ်မှာသူပြန်မလာသေးလို့ကျမစိတ်အရန်ပူလို့စိတ်ဟောက်ကြီးမှာကျမလိုက်ဆောင်တာဘာဖြစ်လို့လဲသူ့ကိုချိန်ချောက်တဲ့လူတွေလည်းများတယ်အဲ့ဒီကာလာမှာနော်ကျမသွားကြည့်အချိန်မှာကောင်မနဲ့ရှင်စိတ်ဟောက်တွေကထွက်လာပြီးတော့ကျမကိုတွေ့တော့အကောင်မကိုလိုက်ပြန်မပို့နေတော့ပေါ့စမ်းချောင်းထိအကောင်မကိုခေါင်းနဲ့တင်ပြီးလိုက်ပြီးဒီကောင်မကလည်းခန့်နေလိုက်ပြန်ပို့တော့ကျမနောက်ကနေမှတ်ရကြက်ကဆန်စူပါ1ရှိမှာကျမနင်ကောက်ရက်လိုက်တော့သူ့အကောင်မလေးကိုပြန်ပို့ပြီးမှကျမရမ်းရှာတာသူများမင်းကလေးပါကျမမလုပ်ဘူးနင်ကားရက်လိုက်တော့ဆိုမှကျမပြေးပြီးစောက်တွန်းပြတာပြီးတော့ကျမဒီနှစ်ထင်းတွေကိုလှုပ်တာကျမမှာအကုန်အမှတ်တမ်းရှိရနော်မလိန်နဲ့ရှင့်အမေပါလာတောင်းပန်ထားတာကျမအမေကိုခုကရှင့်ကငြိမ်နေတဲ့မိန်းကလေးကိုလာဆွလို့ရှင့်ပေါင်းနေမှာကျမကိုလာဆွရှင့်ကကျမမနေ့ကလည်းပြောပြီးသားရှင့်ကိုသိအောင်တတ်မှာရှင့်အပေါင်းသင်းမယ်လို့ဘယ်သူမှမဟုတ်ဘူးလို့ကျမမနေ့ကကျမအမေကိုရှင့်ကိုပြောလိုက်တယ်တာသတိထားနော်တားပေးနာပေါင်းနေတာတားပေါ်ကောင်းတဲ့လူတွေမဟုတ်တားကိုတတ်မဲ့လူတွေကြီးပဲဆိုတာအခုရှင့်ကိုထပ်တတ်တာပဲသိလိုက်နော်ပြီးရင်ရှင့်ကို post တင်မိတဲ့ဟာတွေ calculator ယူပြီးတော့ date တွေလာတယ်ပြန်တွက်ခိုင်းလိုက်တစ်ဖက်မင်းကလေးကိုမစော်ငားချင်လို့ဆိုယူပြီးနေပြီးအချိန်မှာကျမမမတော့မပြောချင်ဘူးမစော်ငားချင်လို့ကျမအစားဆုံးသိထားပြီးသားအဲ့ကြောင့်ကျမအမြင်ပြောတယ်ငါစင်မောကလူငါစင်ရောက်ကလူမဟုတ်ဘူးစကားကျမအမြင်ပြောထားတာနာမလုံနဲ့ရှင်တော့တရက်လွန်ရေးတာဟေးကြိုက်တဲ့နေရာကြိုက်တာလောက်လိုက်ခုနအစာထဲမှာရေးထားတယ်လို့ပဲကြိုက်တာလောက်စမ်းငါရဲ့လုံကြုံရေးနဲ့ပတ်သက်ပြီးတခုခုထိတ်လာဖြစ်လာနေတော့ပဲလောက်ကြည့်လိုက်လေငါတို့တာမီးမြောက်တယ်နင်တော့အုပ်လိုက်ကြီးလေတတိရှိလောက်လိုက်လေမင်းမဲ့တိုင်းဒီမှာမဟုတ်တာနင်တို့မိန်းကလေးတယောက်ဝိုင်းပြီးတော့ထိုးနေတာမရှက်ဘူးလားအဲ့ဒီဟိုကောင်ငါညို့နာမည်ထက်တယ်ပြောထားနော်ဘူးကြလဲလို့ငါပြောတယ်ထားမိမပါနဲ့တပိကိစ္စသမီးရှင်းမယ်မိမပါနဲ့နော်ငါမိန်းကလေးတယောက်တည်းငါအမေရှိတယ်ငါအဖေမရှိတော့ဘူးငါခက်ရငါရှုံးရတာငါအသက်16-19ငါအဖေဆုံးတာဒီအိမ်နောက်တစ်ခုလုံးငါပဲဦးစီးလာငါမှာပင်မစီးရပူစာအများကြီးရှိတယ်နော်နင်တို့ထိုးနေတော့မရဘူးနင်တို့ကကာဝဲပေးမဲ့အဖေတရားမရှိယောက်ျားတရားမရှိဘူးဒီအိမ်မှာယောက်ျားတရားမရှိဘူးဆိုတော့နင်တို့ငါ့ကိုပြောချင်တိုင်းပြောဆိုရင်လည်းဆိုလို့ရှိတယ်လို့မရဘူးနင်တို့အောက်လိုက်ဝိုင်းလုပ်နေတာအခုအောက်တန်းစားရီနင်တို့အောက်လိုက်ဝိုင်းလုပ်နေတာနင်တို့မိဘတွေတို့ပြန်မေးကြည့်လိုက်နင်တို့မိဘတွေအရက်သမားလက်သမားတွေအမေမပါနဲ့လို့သမီးကိစ္စသမီးရှိမယ်အမေစိတ်တူတာတည်အမေမပါနဲ့ကိုသားသမီးကိုတရားလို့ပဲမိဘတွေလက်ပတ်ကြည့်တာနင်တို့အခုယောက်ျားအိတ်တက်မယ်ထတ်တယ်လေငါ့ကိုကာဝယ်မဲ့လူငါကူငါပဲရှိရနော်ဒါပေမဲ့ငါအပေါင်းအသင်းတွေရှိတယ်ငါ့ကိုနောက်မှထိနေတယ်ငါအပေါင်းအသင်းတွေရှိတယ်ဒီမဆိုင်တို့ထိရင်ထိလို့ရတယ်ထိလိုက်ထိပြီးငါ့ကိုတေးအောင်တစ်ခါတည်းတက်ခဲ့ငါ့ကိုတေးအောင်တစ်ခါတည်းတက်ခဲ့ငါ့ကိုရှင်းအောင်တော့မထားခဲ့နဲ့ရမလားလောက်ကြည့်လိုက်လေမဟုတ်ဘူးအမေခဏလေးနေနေတော့ခဏခေါ်လိုက်တော့အမေမရအောင်
မိမရငါမေပါတခုဖြစ်ရင်နင်တို့ကုန်တွေ့မှာနော်ဝင်ထဲဝင်မိထဲဝင်တော့ဝင်လို့မဝင်ခိုင်းတော့ လူဒီမှာကြောဘာလားဟာ ကျမတခုဖြစ်ရင်သူတို့နော်သူတို့ရဲ့စာထဲမှာဟိုကချိန်6စာပါထားပြီးသားနော်ကျမကမနေ့ကတောင်းပန်နဲ့အမေကိုတောင်းပန်နဲ့ကျမကြေးပေးထားပြီးသားကျမကိုထက်လာမလို့နဲ့ခုချိန်မှာကျမကအကုန်လုံးပိတ်ရမ်းမှာနော်ရမ်းလို့ရရင်ကျမမှာတက်တေထောက်ထားချက်လက်ကုန်ရှိတယ်တော်တယ်ရောမမိန်းကလေးတယောက်ကိုဝိုင်းပြီးတော့အဲ့လိုမျိုးလောက်တာရှင်တို့ကမညီမမရှိဘူးလားအဲ့လို post တစ်ခုတင်လိုက်လို့မရှိဘူးလားမရှိဘူးလားအခု post တင်နေအကိုကျမနာမည်မပြောချင်လို့အဲ့ post ရေးလိုက်တော့အဲ့ post ရေးလိုက်တော့အောင်တော့မရှိဘူးပုံမှန်တော့ကျမကအဲ့ဟာယူပြေးလေအောင်ဖြစ်ကျမတနေ့ကုန်အဲ့လူတွေနဲ့ contact လုပ်ပြီးကျမဒီပြဿနာယူကျမရှင်းဖို့ကျမစူးစမ်းနေရအခုရှင်တို့လုံးလိုက်တဲ့ဟာကြီးကတော်ဆူဆူကျမတခုပဲမနေ့ကလည်းမှားလိုက်တယ်ကျမကထပ်မထိခိုက်နဲ့ကျမမခံဘူးကျမ4နှစ်တာကာလမှာရှင်တို့မသိခဲ့တဲ့စိတ်ပိုင်းဆိုင်ရာနော်ခံခဲ့ပြီးပြီလူကိုကျမမမေရကျမဖေကကျမဘာမြင်ဘူးအဲ့လိုကျမဘာရဖူးလဲနောက်ဆုံးသူဘာပြောတယ်လဲငါညီမအငယ်လေးတော့ငါဘာမြင်ခဲ့ဘူးအဲ့လိုလူမျိုးရှင်တို့ရင်တရားလို့လေကဲတိုက်ပါဟုတ်ပြီတိုက်ကျမကဘာမှမဖြစ်ဘူးတိုက်ရှင်တို့ကတော့တစ်ဖက်အိမ်အောင်ရေးကိုဖြစ်မှာဆိုလို့ကျမလည်းဖြစ်မှာဆိုပါတယ်ဒါပေမဲ့ကျမကိုမထိနဲ့အခုရေးရတဲ့ဟာတွေဒီမဟုတ်သေးဘူးနော်ကျမနီးနေရပြထားရတော့အဲ့အကိုရဲ့နာမည်ကြီးလည်းပါအတိုင်းလည်းပါကျမလည်းအဲ့ကိုရဲ့နာမည်ခေါ်ပြီးပြောရတဲ့အတွက်ကြောင့်မလို့ပြောလိုက်ရင်အဲ့မိန်းကလေးလည်းတိတ်ခါကြမှာကျမ record ရှိလို့ရှင်တို့မိုက်နေရ record မရှိကျမမိုက်ဘူးကျမအယူမှမဟုတ်ဘူးသိလားကျမအယူမှမဟုတ်လေအဲ့လိုချက်လေကိုကျမ4နှစ်လောက်တွဲလာတာဘာလို့တွဲရလဲလို့မေးနေဟုတ်ပါတယ်ရီရလို့ကျမလေရီရလို့အခုမှပဲကျမကိုမနိုးမုန်းထားသိရမလားအရင်သူတွေတအားများကျမမှသိလိုက်ရတယ်ပေါ့စပ်ရမ်းတော့ရီရတယ်ရှက်လည်းမရှက်ကြဘူးဘယ်လူဘယ်မိန်းမကရှင်တို့လူရဲ့အနှောနာကိုခံရလို့လဲရှင်တို့သိဆုံးလေကဲဟုတ်ပါပြီခုယူတယ်အမနဲ့ရှင်တို့ပြောလို့ပဲ6လနဲ့ကြိုက်ပြီးတော့ဒီလိုယူတယ်ဒီလိုဖြစ်တယ်သူတော့ကျွန်မတို့ဒဏ်ခံမထင်နေလို့လားအခုအဲ့ဒီလူဘာဖြစ်နေတယ်အဲ့ဒီလူဘလို့ဘာဖြစ်နေတယ်ဘလို့ပြဿနာရှိတယ်ဘလို့ခက်ခဲရှိတယ်အဲ့အမတော့သိချင်မှကျမသိတယ်ကျမသိတယ်သိလားအဲ့ဒါကြောင့်ကျမပြောနေတဲ့စကားရှင်တို့သိရထင်နေရဆိုတဲ့အကြောင်းအရာတွေကျမတို့နှစ်ယောက်ကျမတို့သိနေတဲ့ connection တွေအများကြီးရှိတယ်နည်းနည်းပါးပါးလဲ calculator လေးပါလေးကင်တာနော်ကိုကာဗာလုပ်မယ်6ဘက်ကာဗာလုပ်မယ်ဆိုလဲသူများကိုထိုးချမယ်ဆိုလဲဒိတ်လေးတော့မှန်အောင်အတွက်လာလေးတော့မှန်အောင်အတွက်ဒါကျမမတရလုံးမပြောတာကျမနဲ့ခင်မင်ခဲ့တဲ့မျက်နှာရှိလို့ကျမတရလုံးမပြောတာခုနကဟိုကောင်မတော့ဆိုကျမတို့ fuck you ကိုမဆက်လို့ကျမထည့်ပြောတာကျမခင်မင်ခဲ့တဲ့မျက်နှာရှိလို့ကျမအခုဘာမှမပြောပဲကျမပါဇက်ပိတ်ပြီးတော့ဟုတ်လားရှင်းပဲကျမ fax နဲ့ပဲပြန်ရှင်းသွားတာဂျားသုံးညမပါနဲ့ဆိုတဲ့စကားဒီအသက်အရွယ်ရောက်နေမကြဘူးလား
ကျမမိတ်ပြက်လည်းကြီးမဆိုင်ဘူးနော်ကျမအဲ့ဒီအတိုင်းဝိုင်းပြင်မှာထွက်နေတဲ့မိန်းမရှင်းလားကျမဘယ်သူမှမကြောက်ဘူးကျမမှဘယ်သူမှမကြောက်ဘူးအဲ့ကျမပြငယ်လေးတင်ထားပြီးသားကျမတူရီတော့သမီးငယ်ငယ်လေးကျမပြမှန်ရင်မခံခဲ့နဲ့ရောက်အောင်ပြန်ချအဲ့ကျမပြငယ်လေးတင်ပြီးထားရှက်တဲ့ဒီ live ကိုကြည့်ရင်ရှက်တဲ့ကာယကံရှင်လည်းရှက်ကာယကံရှင်ဝင်မနေတယ်ကျမပြောအပြစ်မပြုံးနော်မလို့ရတယ်ကျမကိုမထိခိုက်တဲ့နီးနဲ့မရှင်းနော်ကျမကိုမထိခိုက်တဲ့နီးနဲ့မကျမကိုမထိခိုက်တဲ့နီးနဲ့ရှင်းတကယ်ဆိုးဆိုးအဲ့လိုကြီးကြတော့မသိရင်ကိုကပဲလိန်နေတယ်လို့ညာနေတယ်လို့နဲ့ကျမပဲတန်ရှင်ရှာခြင်းတယ်လို့နဲ့အတန်ရှင်ရှားတာမကြိုက်လို့တော့ဘယ်မှမနေဘူးဓာတ်ပုံတော့တက်ရိုက်မနေဘူးကျမ private live လေးမှာပြောတဲ့လူချပြလိုက်တကယ်ပိုရှုံမှာတကယ်ပိုရှုံမှာနော်ငါချပြလိုက်တကယ်ပိုရှုံမှာငါတော့ထက်လာမစွာနဲ့တစ်ဖက်မင်းကလေးကိုငါအခုထိကာပေးနေရဆိုတာငါစောက်ကြည့်ရဝင်ငါချလို့ရတယ်ငါတိပြီးသားဘယ်ချိန်ဘယ်ကာလမှာဖြစ်တယ်ဆိုတော့ငါတိပြီးသားငါတစ်ဖက်မင်းကလေးကိုကာနေတာငါမကရင်ထိုးချလို့ရတယ်သိလားငါကာနေရဒီမင်းကလေးကိုငါကာပေးနေရဒီကောင်မလေးကဒီမျိုးသမီးကသူ့အကြောင်းသိချင်မှလည်းသိမယ်မသိရလည်းဖြစ်နေဖြစ်မယ်တိကောင်းတိနေလောက်လိုက်တာလည်းဖြစ်မယ်ကျမ decision လွယ်မချဘူး decision လွယ်မချဘူးဒါပေမဲ့ပြီးသားကိစ္စတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျမဒီမင်းကလေးရဲ့အရာကိုကျမထပ်ပြီးမပြောချင်ဘူးကျမတက်တည်ထောက်တာရှိတယ်တို့ကတို့ကြိုက်တာနဲ့ကြိုက်လို့လင်းလီးစေကြိုက်တာနဲ့ကြိုက်လို့လို့ဟုတ်လားကျမဒီမင်းကလေးကိုကျမကူကာပေးနေတာမြတ်တာပြမလုံးနဲ့မနေ့ကလည်းကျမဒီလိုကာခဲ့ပြီးသားနောက်ဆုံးကျမကို post တင်ခိုင်းတာတော့အကိုရဲ့အကိုလည်းအုံနောက်ပါစဉ်းစားပါကျမကိုညမနေ့7 နာရီထိ10 နာရီ7 နာရီကျမကိုဖုန်းဆက်နေတာအကိုအုံနောက်ပါစဉ်းစားပါကျမဒီလိုတင်ကျမကလိန်ငယ်ညာတယ်ဖြစ်မှာပေါ့ကျမလိန်ငယ်ညာတယ်ဖြစ်မှာပေါ့လို့ဒါပေမဲ့ social media ပေါ်တော့ကျမဘာမှထပ်မတင်ဘူးနော်ငိမ့်နေရေပြင်လေးငိမ့်ပါစေကျမခဲနဲ့ထပ်မပေါက်တော့ဘူးဒါပေမဲ့အခုရဲ့ပြင်မ live မှာကျမဘာရှင်းမရမလဲနောက်ဆုံးကွယ်အခုဒီခုနကျမဖုန်းခေါ်ရဆို record တာကျမဖြတ်ပြီးတော့ခေါ်ထားတဲ့ record ခါလေးအကုန်လုံးကျမဖြတ်ပြီးတော့ဟုတ်ပါတယ်ကျမ private live မှာမဟုတ်ဘူးလို့ပဲကျမရှင်းမရုံမလို့ကောင်းမလွန်နေအလောက်ကြလို့အဲ့စာရဲ့အောက်မှာပါတယ်လို့မျိုးပဲတက်တာလို့စမ်းရအောင်လို့ကျမပြောရစကားအလုံးကျမလုပ်တဲ့ဟာအကုန်လုံးကျမအနောက်သားငင်းနဲ့ကျမလုပ်တာလို့ကျမလုံယုံကြီးကိုထိမှာလားကျမဘာခုနဲ့စင်မှာလဲဘာတစ်ခုလုပ်မှာအဲ့လိုလေကျမချိန်ရောက်ထားဘူးလေနော်လို့စမ်း
ဒါပေမဲ့လုံရင်တစ်ဆုံးလုပ်ခဲ့ဆုံးလုပ်ခဲ့ကျမတို့သေးအောင်လုပ်ခဲ့အသက်မရှင်းစေနဲ့ကျမတက်ရှင်နေတော့သေဖို့သာပြင်တာသေဖို့ပြင်ထားနော်လုံမှာကျမရန်သူမဖြစ်ချင်လို့ကျမအေးဆေးနေနေရအေးဆေးနေနေရအေးဆေးနေခဲ့ပြီလားကျမကိုသွေဝိုက်တဲ့နီးနဲ့ရေးလို့ရတင်လို့ရတယ်ဘာဖြစ်တယ်ညာဖြစ်တယ်နေတော့ကျမလာမလုံးနဲ့စောက်ယူမှမဟုတ်ဘူးနော်ဒီအလုတ်လုံးမှထမင်းစားမယ်မိန်းမမပါဘူးသိလားသိလားသိလားခုနက live မှာကျမပြောထားခဲ့ပြီသားဒီဟာနဲ့ပတ်သက်ကျမမပြောတော့ဘူးတော်ပြီထားလိုက်တော့အဲ့လိုငြိမ်နေတဲ့မိန်းမကိုမှထပ်ပြီးတော့ post တင်ပြီးတော့စွာတယ်စွာလေစွာဘယ်သူကဖြစ်မှာဒီစေဟာတနာမိုးနေမှာပလင်မော်တက်ထိုင်ပြီဒီမှာပလင်ရေပလင်မော်တက်ထိုင်ပြီနော်ဒီမှာဟဲ့ရှက်ခတ်နေလို့ရတယ်ငါဆောင်မမလုပ်ထားဘူးငါကြီးခံနေရတာဒီဆောက်ယူမကြီးခံနေရတာသိလားဒီဆောက်တုံးမကြီးခံနေရတာမိမချင်းကိုချင်းစာလို့ငါဘာမှမပြောနေရငါဘာမှမရေးနေရမကာနဲ့ငါ့ကိုလည်းမကာရင်းနဲ့ဘာမှမဖြစ်ဘူးဒါပေမဲ့ငါ့ကိုထိကြိုက်ပြီးတော့မရေးနဲ့မပြောနဲ့ကိုယ်စကားကိုပဲ post မှာအနှောင်သွားလွတ်လားမလွတ်လားပြန်ကြည့်ပြီးပြန်ပြောတေးချခေါင်းကြီးဆိုင်ညာကျမတခေါင်းနဲ့ပြီးရင်ကျမအမေအုံနောက်တခေါင်းကျမတို့ကသားမိနှစ်ယောက်လေးရဲ့ခေါင်းရှင်တို့မှာအပေါင်းမာကြီးနဲ့ခေါင်းရှင်တို့ခေါင်းတွေကုံတုံးရှင်တို့အုံနောက်တွေကိုသိရမလားဟို short ရိုက်ဆရာရှိနေဘက်ထရီလေးပါလေးဝယ်ခက်နဲ့ short ရိုက်ပြီးတော့ရှင်တို့အုံနောက်တွေတုံးနော်ဖွန်ကြောင်မဲ့နေမှာမပြောစော်ကြောင်မဲ့နေမှာမတုံးနဲ့သိလားဒါရီမှာမတုံးနဲ့အုံနောက်ကိုတုံးနော်သိလားပလင်းတူဘူးဆိုမလုံနဲ့ကျမမကြောက်တတ်ဘူးနော်မကြောက်တတ်ဘူးအသေးပြန်ကြိုက်မှာကြိုက်ကြည့်ကြောက်သွေးပန်ပါတဲ့နေရာဖောက်ထုတ်မှာငိမ့်ဟန်နေရာအကောက်အောက်မေးတယ်တယောက်ပြီးတယောက်ကြောက်အဲ့စကားကိုရှင်းနေအောင်ပြောတာရတယ်တယောက်တော့ပတ်ခဲ့ငါမရှင်းသေးနဲ့ငါရှင်းနေတဲ့အကုန်လုံးငါကြိုက်မှာငါခွေးလို့မဲမှာငါခံခဲ့ရတာနော်ကိုကကိုပြန်တိုင်ပင်လိုက်ပြီး post ပြန်တင်လိုက်ကြဒါပဲ